ငါကျင်မှုတွေကနေရွှေထင်းကားတွေထွက်လာမယ်ဆိုရင်ခမရတို့ဘာလုပ်ကြမလဲဒီနေ့မှာတော့လောဘဇောတက်နေတဲ့မိသားစုတစ်ခုနဲ့သူတို့ရဲ့ရက်စက်မှုကိုလက်စားချေမဲ့အမျိုးသမီးတယောက်အကြောင်းကိုတင်ဆက်ပေးသွားမှာပါဒီနေ့မှာတော့အမျိုးသမီးဟာခြံထဲမှာရွှေထင်းကားတွေထွေးထုတ်ပေးနိုင်တယ်ရွှေဖားရုပ်တရုပ်ကိုတွေ့ခဲ့ပါတယ်ဒါပေမဲ့သူကောက်ကင်လိုက်တဲ့အချိန်မှာတော့အဲ့ဒီဖားရုပ်ကကြောက်တုံးအဖြစ်ပြောင်းသွားပါတော့တယ်ဒါကိုမြင်လိုက်တဲ့ရောက်ခမဖြစ်သူကရွှေမဖြစ်သူရွှေလေးကိုဝတ်ထားတယ်ဆိုပြီးဒေါသတကြီးနဲ့ပါရိုက်လိုက်တဲ့အခါမှာတော့အိုးစရာကောင်းတာရွှေမလေးရဲ့ပါဆက်ထရကနေရွှေထင်းကားတွေထွက်လာပါတော့တယ်သူမဟာနာကျင်မှုခံစားရတိုင်းရွှေထင်းကားတွေထွက်လာမှတီးသွားတဲ့အဲ့ဒီမိသားစုဟာသူမကိုလူသားငွေထုတ်ဆက်မန်နီမရှင်တစ်ခုလိုသဘောထားပြီးနေ့တိုင်းရက်ရက်ဆက်ဆက်နှိပ်စက်ပါတော့တယ်ကားကောင်းအိမ်ကောင်းတွေမမိုးနေတဲ့သူတို့မိသားစုရဲ့လောဘကြောင့်သူမဟာငရဲလိုဘဝမျိုးကိုဖျက်ဆီးခဲ့ရပါတယ်တိတ်ခါနီးမှာတော့သူမဟာတနည်းမှာလက်စားချီခွင့်ရဖို့ကြိမ်ဆိုခဲ့ပါတယ်အိမ်နောက်မှာတော့သူမဟာအတိတ်ကိုပြန်လည်မွေးဖွားလာခဲ့ပါပြီဒီတစ်ခါမှာတော့ရောက်ခမခြံထဲကရွှေဖားရုပ်ကိုသွားမောင်းထုတ်ဖို့ခိုင်းပါတယ်အရင်ဘဝကတင်ကန်းစာရှိထားတဲ့ချွေးမလေးကတော့အနားတော်မကပ်ပါဘူးရောက်ခမဖြစ်သူကလောဘတကြီးနဲ့ဖားရုပ်ကိုသွားကောက်လိုက်တဲ့အခါရွှေတင်းကားတွေပြုံးတမန်ကြီးထွက်လာပါတယ်ဒါပေမဲ့ခင်ပွန်းဖြစ်သူကပျော်လွန်းလို့ပြေးအလာမှာတော့ရွှေတင်းကားတွေပျောက်ကွယ်သွားပြီးဖားရုပ်ကကြောက်တုံးပြန်ဖြစ်သွားတယ်ရောက်ခမချွေးမကိုအပြစ်တင်ပြီးခင်ပွန်းဖြစ်သူကခွက်နဲ့ပြစ်ပေါက်လိုက်ရမှာလွဲသွားပြီးသူ့အမေကိုသွားမှန်ပါတော့တယ်အဲ့အချိန်မှာပဲရောက်ခမရဲ့ပါဆက်ထရကနေရွှေတင်းကားတစ်ပြားထွက်ချလာပါတယ်ချွေးမလေးကတော့အကွက်ချပြီးသားပါသူမစပွဲခင်းအောင်မှာတန်းမှုန်တွေဝက်ထားပြီးရွှေတွေးတွေဟန်ဆောင်လိုက်ပါတယ်ရောက်ခမဖြစ်သူကရွှေလူဖို့အလာမှာလက်ကိုတန်မိုးဆူးပြီးအော်လိုက်တဲ့အခါပါဆက်ထဲကနေရွှေတင်းကားတွေထပ်ထွက်လာပြန်ပါတယ်ချွေးမလေးကရေဘူးတွေနဲ့ပါတမင်တကာလောင်းချလိုက်တဲ့အခါနာကျင်မှုကြောင့်ရွှေတင်းကားတွေပေါ်ထွက်လာပါတယ်နောက်ဆုံးမှာတော့ချွေးမလေးကအမှန်တရားကိုဖွင့်ချလိုက်ပါတယ်ဒီရွှေတွေကနာကျင်မှုခံစားရမှထွက်လာတာလို့ပြောလိုက်တဲ့အခါမှာတော့လောဘဇောတက်နေတဲ့သားနဲ့အဖေဟာသူတို့ရဲ့ဇနီးသူတို့ရဲ့အမေကိုညှာတာမှုမရှိပဲဝိုင်းပြီးနှိပ်စက်ပါတော့တယ်ချွေးမလေးကဘေးကနေအေးအေးဆေးဆေးကြည့်ပြီးဒဏ်ရာကပို့ပြင်းလေရွှေကပို့ထွက်လေပဲလို့တွေးထိုးပြီးလိုက်ပါတယ်လောဘကြောင့်တွေးယူတန်ယူဖြစ်နေတဲ့ခင်ပွန်းဖြစ်သူဟာတန်မိုးတွေနဲ့ပါသူ့အမေကိုထိုးဆွားပြီးနှိပ်စက်ပါတော့တယ်နောက်ဆုံးမှာတော့သူတစ်ပါးအပေါ်ရက်ဆက်ခဲ့တဲ့အဲ့ဒီမိသားစုဟာသူတို့ရဲ့ကိုယ်ပိုင်လောဘမီးနဲ့သူတို့ကိုယ်တိုင်ပြာကျသွားခဲ့ရပါတော့တယ်